ကိုဘဝရဲ့ဖိတ်တယ်မုန်းကိုလုံးဝလက်မခံတဲ့လူတိလောကမှာရှိပါရဲ့ကိုဘဝရဲ့ဖိတ်တယ်မုန်းကိုလောကမှာကိုမကျေနဲ့ဖိတ်ပြီးကလူတိအများကြီးလောကမှာရှိခဲ့တယ်။ရောင်းပဲကိုမကျေနဲ့မုန်းဒီကိုအပိတ်တောင်နေခေါင်းဒီအကုန်းနဲ့အကျိုးတရားကိုမသိခေါင်းဖိတ်ပါရဲ့ကိုရဲ့ဘဝဖိတ်တယ်မုန်းကိုလက်မခံတော့သူတို့ဒီကိုအပိတ်တောင်ပြီးဥပမာဆိုကပါတော့ဝဟိနဲ့ပတ်သက်လို့ကိုအပိတ်တောင်မင်းငါတို့မင်းငါကိုဇာပိမွင်းပြီးလိုက်မသည်ဆိုပြီးနာကိုရဲ့အရောကိုဖိတ်တယ်မုန်းကိုလက်မခံလို့ရှိဒီကအမင်းကိုထိုးရှားတော့ပဲတချို့ဆိုလေဖရသခံထိုးရှားဖရသခံငါ့ကိုဇာပိဖန်ဆောင်ပြီးလိုက်မသည်ဟိုဖန်ဆောင်ရှောင်တော့ဒါလက်ခံထားရဲ့လူတိကြကရပ်ပဲလားဖရသခံငါ့ကိုဇာပိဖန်တီးပြီးလိုက်မသည်ဆိုပြီးနာဖရကိုအပိပုံရှားရဲ့လူတိလေးရှိပါတယ်ဆိုတော့အရင်ဆိုဒီကိုဘဝကိုရဲ့ဖိတ်တယ်မုန်းကိုလက်မခံနိုင်တဲ့အခါမှာလူများကိုအပိပုံချသည်အပြောင်းကိုလေအပိပုံချသည်အဲ့ဒါဇာကောအပိပုံချလေဆိုရခါမှာအကုန်းနဲ့အကျိုးကိုတန်ယူထားမှုမရှိလို့လေးလာထားမှုမရှိလို့ပါအကုန်းနဲ့အကျိုးကိုလေးလာတန်ယူဘာကိုဆိုပဲဇာကိုတန်ယူရပါလေဆိုပဲဟိုမဲဆောဘဂဝါကခါရေဗုဒ္ဓမဲဆောဘဂဝါကခါရေတဂတေသနာတော်ထေကဗဒိသသမုပ္ပါတဂကိုတန်ယူရပါတယ်ဗဒိသသမုပ္ပါတဂကိုတန်ယူရခါမှာတန်ယူလိုက်တဲ့အခါမှာလောကမှာဖိတ်ပြဲနေဟူသမျှတို့သည်အလုံးအကောကောင်းဖိတ်လာကြအကောကောင်းပြီးကဖိတ်လာကြတခုလည်းမရှိအကောတဂကောင်းအကျိုးတဂဖိတ်ပေါ်လာပဲဆိုတော့ကိုသိရတယ်။ရောင်ပဲဖိတ်တဲ့အတွက်ကောကဲဟောရကိုရဲ့အရောကိုလက်မခံနိုင်လူတိအတွက် program ပဲကိုလက်မခံနိုင်ဆိုကိုရောတည်ဇာဖိလို့မလှလို့ပြောလေငါရောမလှဇာဖိလို့မလှလို့ပြောလေအသူနဲ့ဆန်ရှင်တောင်ပြီးပြောလေဇာဆန်ရှင်နဲ့နှိုက်လေဇာဆန်ရှင်ဆန်လုံးနဲ့နှိုက်လေဆိုကားပါဆိုကိုအောက်ကနေပြီးနောက်မောင်းသားရှည်လားမလားဆိုတယ်မောင်းသားမောင်းသမင်းတီနဲ့လာပြီးကဆန်ရှင်တန်လို့တိုက်စားလားမောင်းသားမောင်းသမင်းတီကမိုက်ကက်တေးဆောင်းနေရအလားပါတီအမျိုးမျိုးလောက်နေရပြုတ်ပြောင်းနေရသူမှငကိုတရလေးသူကအလားပါဖိတ်တဲ့အတွက်မှာအဝဲဇာတိကိုဆောင်လိုက်တဲ့အခါမှာလှပါနဲ့ကဲလိုကောဝေမောင်သားဒီဖိတ်လခရုပ်မယ်ဆိုရင်ဟောရမောင်သားနဲ့ရှင်လို့ကိုရဲ့မောင်သားမောင်သမီးနဲ့ရှင်လို့ကိုရဲ့အရောကိုမလှမပါလို့ခံစားနေရဆိုလားရုပ်ပဲဆိုလို့ဆိုကြဟောရအောက်ကနေပြီးကိုရဲ့အောက်ကလူကြီးကိုကြွေးလိုက်ပါနဝဲတစ်ဖက်ကမွင်းခါတိကပါမပါလို့ရှိတယ်မျက်လုံးမပွင့်ခါတိကပါမပါလို့ရှိပါရဲ့ဘာသာအရွေတော်အကျိုးတချို့လေးတော့မပါကဲအနာဆိုကြတခါတည်းဟိုဖောက်လောက်မေးရောင်းပဲလူတီးနဲ့စန်ရှင်စံလုံးတီးနဲ့တိုက်ခဲ့ပါဟိုအရောက်စားပဲဖိတ်လောက်ပါလေဟုတ်တယ်နော်တချို့ဆိုမွင်းကတိကလည်းမပါလက်တစ်ဖက်ကမပါတချို့ဆိုခါထောက်တစ်ဖက်ကမပါရောင်းပဲစန်ရှင်စံနှုံးတီနဲ့တိုက်ကြလိုက်ပါအောင်ကိုထက်အဆောင်မောင်းရဲ့အထက်ကိုချင်းမော်လို့မကြည့်အောက်ကိုလေတစ်ခါငုံပြီးကြည့်လိုက်ပါအောင်ရောက်ပဲဆိုရင်ကိုရဲ့ဖိတ်တယ်မှုကိုလက်ခံလာလိမ့်မယ်တချို့လူတွေရှိပါသေးတယ်ဥစ္စာဟောတစ်ခါလငယ်ရှောင်းဖုံးလေးတဲ့ဘောနဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထိုင်ဖို့လာလက်ဖက်ဆိုင်တစ်ဆိုင်ထိုင်လာခါလက်ဖက်ကတစ်ခွက်ကို2000လောက်ကြညဆိုင်ပါ2000လောက်ကြရဲ့အခါမှာခက်တယ်လို့ပြောတယ်ညတငယ်ရှောင်းဖုံးရခက်တယ်လို့ပြောတယ်ဥစ္စာကပြောပါခက်တယ်ဆိုတာဇာစာနဲ့တိုက်တာလေသုံးဟာကိုမှဖေသာမပါလို့လားမသောနိုင်လို့တိုက်တာဆိုလားမသောနိုင်လို့မဟောလားဖေသာပါလေရေကလေးခက်တယ်လားလက်ဖက်တစ်ခွက်2000အေခရတိုက်တာနဲ့လက်ဖက်တစ်ခွက်2000ဆိုတာဆိုင်ကိုကိတ်လိုက်ကြဆိုင်ကတန်ပဲသူမှလောက်ထားကြဆိုင်တိကသူရဲ့ဘောင်းင်းထားရကသူရဲ့ဆိုင်တန်ပဲဖြစ်တဲ့အတွက်မှသူလေ
လက်ဖက်ရည်တစ်ခွက်ကို2000ရာလို့ကိုတောက်ထားစောကဲရောက်ပြီဆိုရင်ဆိုင်နာမှာလူတိကိုကြိတ်လိုက်လေအဘိရှိလက်ဖက်ရည်တစ်ခွက်ကို2000ခက်တယ်ဆိုရင်ဆိုင်မှာလူအဘိရှိကဲရစဇာဆန်ဆုံးစံနှုန်းနဲ့တိုက်တယ်ဆိုရခါမှာလမ်းဘေးမှာရုံနေဆိုင်တိနဲ့တန်းပတ်ရုံနေဆိုင်ရှောင်းမတူရောက်ပဲရှောင်းပြလိုက်ကမှသဘောပေါက်လာရောက်ပဲမျိုးအဓိကကိုယ့်ရဲ့ဖိတ်တယ်မုံကိုလက်ခံဖို့အရေးကြီးပါတယ်တောင်းတဲ့ငါတပည့်တို့အားလုံးသောတပည့်တရားမများကိုယ့်ရဲ့ဖိတ်တယ်မုံကိုလက်မခံနိုင်ရကိုစိတ်ငြိမ်းနေရကိုနေပြီးနာသဘောမကြရဆိုပြီးဇာဆန်ရှင်ဆန်နုဒီနာလာလို့တိုက်ရလေကိုကဆောင်းရည်သားတယောက်ဖိတ်တယ်ဆိုရင်ဆောင်းရည်သားဇာကောင်းငါဆောင်းရည်နေရလေအကုန်းကိုခါပြလိုက်ပါအကုန်းကိုခါပြလိုက်ဆိုတော့ဟောအတိတ်ဘဝကကိုမှဆောင်းရည်ဖို့ကံပါလာလို့လေဒီဘဝမှာဆောင်းရည်တက်တယ်တို့မဟုတ်ဒီဘဝမှာအလောကိမကူစားလို့လေဆောင်းရည်တက်တယ်ဉာဏ်ပညာနင်းလို့လေဆောင်းရည်တက်တယ်အစာရှိတဲ့ရပါရောက်ပဲအကုန်းရာဒီကိုလိုက်ပြီးကြိတ်လိုက်တဲ့အခါမှာကိုယ့်ရဲ့ဆောင်းရည်အကုန်းဒီမကန်ရှိကြောင်းတဲ့ကိုရဖိတ်တယ်မုံကိုလက်ခံဖို့အတွက်အကုန်းနဲ့အကျိုးကိုသုံးသပ်နိုင်တော့ပဋိစ္စသမုပ္ပါကိုတရားကိုနာရဖို့နောက်တစ်ခါတချို့ကကိုရဘဝပွေလေလာပဲခါမာလေးတစ်ခါစိတ်တတိမဲဥဆံပြီးနာပန်းဝန်းကြောင်ကိုအလေးမထားဖိတ်တယ်စိတ်တတိမဲဥဆံပြီးနာပန်းဝန်းကြောင်ကိုအလေးမထားဖိတ်တဲ့အခါမှာဒါဖိတ်လာလေးဆိုပြီးလူပန်းဝန်းကြောင်မှာနင်းထိုင်ရဲ့အခါမှာလူနဲ့မတိဖိတ်လာတတ်တယ်ဒါပဲပြောပြီးလူတိပြောဆိုပဲဇာလူကိုမှတုတ်စားလုံးဝမဆိုင်စားဖိတ်လာမဲကုဆံပြီးနာကိုလှုပ်ဆောင်တော့ငါလှုပ်စားဟူသမျှအလုံးဖိတ်တယ်လို့ထောင်ထားရသော်နဲ့မဲကုဆံပြီးနာစိတ်တဲမဲကုဆံပြီးနာလှုပ်ဆောင်ဆိုကောက်လောက်တယ်ပန်းဝန်းကြောင်မှာမဆိုင်ဖိတ်လာရောက်ပဲဆိုလို့ရှိကြတယ်ဒီဆိုလို့ဒီကိုရအဆောင်ပယ်လေမှုအပေါ်မှာမမာနတဲပြီးကစိတ်တတိမဲဟုဆန်လာဝေအရှင်ခါကာလမျိုးမှာလေကိုကသိန်း1000ရှမ်းတာကသိန်း1000ရှမ်းတာကလူကိုမော်လို့ကိတ်လိုက်အောင်ကိုထိုင်ရှမ်းတာလူအများကြီးရှိသေးဟုတ်တယ်နော်ဆိုလုံးတဲ့ကကိုကဖေးသားရှမ်းတာလို့စိဘောဥစ္စာပြေဆောင်လို့ရောင်းပရလောက်ဆောင်တဲ့လုံးနေခဲ့ဖို့ရောင်းဆောင်တဲ့ပြောင်းနေခဲ့ဖို့ကိုအကောက်လာရဲ့ဖိတ်တဲ့တော့အကောက်မလာရဲ့လူကိုနေပြီးတာဗလင်းဆောင်တဲ့ဗလင်းနေခဲ့ဖို့ဆိုခဲ့အေလောကကိစ္စလုံးဝအလားမပါဖိတ်တာနိုင်ပါတယ်အဲ့ဒါကိုရဲ့ဘဝလေးပျက်စီးကုတ်တိကိုဆောက်လာနိုင်ပါပဲရောင်းဖိတ်တဲ့အတွက်ကဘဝမှာခက်ခဲမုံဖိနေအချိန်ကမှာပြိုလေးဖို့မပြိုလေးရအောင်အတွက်ပဋိစ္စသမုပ္ပါတရားကိုနာဖိတ်အောင်နာပြပါအောင်ကောင်းနေတဲ့အရှင်ခါကာလမျိုးမှာလေစိတ်တက်မဲဟုမဆန်ဖို့အတွက်ပဋိစ္စသမုပ္ပါတရားကိုနာဖိတ်အောင်နာယူခဲ့ပါလို့တပည့်တော်ကိုပောကရန်အင်းနိပောကအတ္တိဒီစကားကိုအင်းဒီဟာမှာအဆုံးသတ်လိုက်မယ်အလုံးကျမ်းမှာရှင်းတာခဲ့ပါစီ